ကိုဦးစားပေးဖို့လိုရတယ် self priority so အမြဲတမ်းကျွန်တော်ဆိုမေးတယ်ဒါနဲ့ပါယူမလဲ choice ယူတစ်ခိုင်းတဲ့အချိန်မှာရတယ်အဆင်ပြေရယူမယ် no life မှာအဆင်ပြေရတဲ့ lifestyle တစ်ခုနဲ့ကိုနဲ့အကျွမ်းဝင်သွားလိမ့်မယ်ဒါကြောင့် take it what you like ကိုကြိုက်တာကိုအဆင်ပြေရယူကိုစိတ်ထဲမှာပန်းရောင်လေးကြိုက်နေပန်းရောင်လေးကောက်ယူလိုက်ကိုစိတ်ထဲမှာအနီရောင်လေးကြိုက်နေအနီရောင်လေးကောက်ယူလိုက်ဒါကို chance ပေးနေတာဒါလေးပါယူမလဲဆိုတော့ chance ပေးနေတဲ့အချိန်မှာအဲ့ပေးတဲ့ chance လေးကိုကိုအတွက်ကို grab လုပ်လို့ရတယ်ဒါပေမဲ့ including me အမကိုယ်တိုင်ကလည်းသမီးအကြီးဖြစ်ခဲ့တဲ့အချိန်မှာဘဝမှာအငယ်တွေဦးစားပေးရမယ်ဆိုတဲ့ lifestyle မှာကြီးခဲ့တော့ကိုအတွက်ကိုဆိုဦးစားမပေးခဲ့ဆိုတော့ဦးစားမပေးကလေးမေလည်းဖြစ်ရောပို့ဆိုတဲ့အချိန်မှာနောက် backward ကိုပြန်ရောက်ပြီးတော့ကိုအတွက်နေရဆိုတာဘယ်နေရာမှမသိတော့ဘူးဖြစ်သွားတယ်ဆိုတော့ကိုအတွက်ကိုလိုအပ်တဲ့ဟာကိုလည်းကိုရအောင်ယူမှဖြစ်မယ်ကိုလဲသွားပြီဆိုတာနဲ့ကိုဘာမှမလုပ်နိုင်တော့ကိုဘာမှမလုပ်နိုင်တော့ဆိုတာနဲ့ကိုမိသားစုပြိုလဲတာမျိုးကိုသားသမီးအဆင်မပြေတာမျိုးကို team ကို business and then next ကို community တစ်ခုလုံးလဲမယ်ဆိုတဲ့ဟာမျိုးဟာအဆင်မပြေတဲ့အချိန်မှာ later I practice on self priority ကိုအတွက်ကိုအမြဲတမ်းဦးစားပေးတဲ့ဟာကိုကျွန်တော်စပြီးတော့ကျင့်သုံးလာတယ်လူတွေက self priority လို့ပြောလာရင်အတ္တကြီးရယ်ကိုအတွက်ကိုပဲသိရဆိုတဲ့ဟာမျိုးနဲ့ထင်ထက်ကြတယ် slightly intention ပေါ်မှာမူတည်ပြီးတော့ slightly different မတူကိုအတွက်ကိုတကယ်လိုအပ်လို့ကိုခန္ဓာကိုယ်ကတောင်းဆိုလို့ကိုတကယ်မဖြစ်မနေလုံးဝဖြစ်တာမျိုးကိုself priority ထားတယ်မဟုတ်ဘဲနဲ့အမြဲတမ်းအတ္တကြီးဒါလဲငါရမှဒါလဲငါယူမှအဲ့ဒီ ego ကလာတဲ့ intention နဲ့ self priority မဟုတ်ဘူးနော်